ကိုဖုန်းကိုကိုင်းပြီးတော့လှုပ်ကြည့်လိုက်တဲ့အချိန်မှာပေါ့နော်ဖုန်းကိုဒီလိုမျိုးလှုပ်ခါရရန်လိုက်တယ်ဆိုရင်ဒီထဲထဲမှာဂလောက်နဲ့အတန်မီရတော့အတန်တစ်ခုခုကြားနေရအောင်ကြုံကြဘူးလားပေါ့နော်အားလုံးပဲမင်္ဂလာပါ Apple Technician ပြေဆုံးလင်းမှာအခုလက်ရှိဗီဒီယိုထဲမှာပြထားတဲ့လုံးလေးကတော့ iPhone 30လေးပဲဖြစ်တယ် Customer Power မလာလို့လာပြတာပေါ့နော် Customer ရောက်လာတဲ့အချိန်ဒီချက်ပြောရပေါ့နော်သူ့ဖုန်းထဲမှာလှုပ်ကြည့်လိုက်တဲ့အချိန်မှာအတန်ကြားရလို့တော့ပြောတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့တိလိုက်တယ်အဲ့ဒါနဲ့ကျွန်တော်တို့ဆက်ဖွင့်ပြီးတော့စစ်ဆေးကြည့်လိုက်တယ်ပေါ့နော်စစ်ဆေးကြည့်လိုက်တဲ့အချိန်မှာသူကအရင်ဆိုင်မှာပြထားဘူးတယ်ပြထားပြီးတော့ဘက်ထရီလဲထားဘူးရပေါ့နော်ဘက်ထရီလဲထားဘူးတဲ့အချိန်မှာသူကဘက်ထရီရဲ့အောက်မှာပါတဲ့တိတ်ကူပေါ့နော်ဒီကော်ပေါ့နော်ကော်ကိုသူပြန်မကတ်ပြီးလိုက်တာကတ်မပြီးလိုက်တာဖြစ်တဲ့အတွက်ဒီဖုန်းကဒီလှုပ်လိုက်တဲ့အချိန်မှာထဲမှာအတန်မီးနေတာပေါ့နော်ပြီးတော့ဒီတိတ်မကတ်ထားတဲ့ဟာကြောင့်ဒီလှုပ်ပါများတဲ့အချိန်ကျတော့ဒီကဘက်ထရီမှာပါတဲ့ဒီဂျိုးလေးကကေဘယ်ဂျိုးလေးကပြတ်သွားတာဖြစ်တဲ့အတွက်ပါဝါမလာတဲ့အနေအထားဖြစ်သွားတာပေါ့နော်အဲ့အတွက်ကျွန်တော်တို့စီမှာရှိတဲ့ဒီဘက်ထရီတကယ်ကျွန်တော်တို့လဲပေးလိုက်တာအားလုံးအဆင်ပြေသွားရပေါ့နော်ဒီလုံးလေးအဓိကဖြစ်နေတဲ့အကြောင်းရင်းလေးကတော့ပေါ့နော်သူအရင်တော့ဒီဘက်ထရီလဲထားဘူးတဲ့အဲ့ဘက်ထရီလဲထားဘူးတဲ့ဟာတိတ်မကတ်ပြီးလိုက်တာတိတ်မကတ်ပြီးလိုက်တဲ့အခါကျတော့ဒီကိုင်းမှများလာတဲ့အခါကျဒီလှုပ်တဲ့အချိန်ကြီးအတွက်များလာတဲ့အခါကျတော့ဒီအဲ့မှာကျိုးမှာပါတဲ့ဒီကေဘယ်ဂျိုးလေးကပြတ်သွားတာပေါ့နော်ပြတ်သွားတာဖြစ်တဲ့အတွက်ပါဝါမလာတာ